ဒါတို့လူနဲ့သူသားပဲနော်ပြောင်းတော့သဘောထားကြည့်ရမယ်နားလည်ရမယ်ခွက်လို့ရမယ်ဟောတို့သားအားလုံးကသိတယ်ဗျာဟုတ်တယ်ဗျာအရက်သေးစားတောက်စားလေးရလဲရှိတယ်လို့ကြက်တိုက်တဲ့နေရာကျတော့လေအလုံးမတမ်းမဝါသနာကြီးကိုယ်ထိုင်လို့အောင်လေဒီခါဒီမှာမတမ်းဝါသနာကြီးတာနော်ဒါလေးခွင့်လို့ရမယ်နားအခုလင်းရမရရဖြစ်ပြီးခွင့်လို့ပြရမှာပေါ့အရက်တောက်စားလေးတွေလျှော့ကြက်တိုက်စားလေးတွေလျှော့ဟုတ်တယ်စားတာကြတော့ကြည်အောင်ဘယ်လောက်စားလဲမနဲ့၄လုံးည၄လုံး၈လုံးတပီအဲ့ဒါလေးနည်းနည်းလျှော့လျှော့စားဟောဒါတူတာပဲဟုတ်တယ်နော်ရံပြည့်ကောင်းစီဆိုတာကျွန်တော်မှမပါဘူးဗျာစေတနာနဲ့သတိပေးနေတာစေတနာသတိပေးတာဟုတ်တယ်ရံပြည့်ကောင်းစီမပါဘူးတူသမီးပဲပြောပြဝလန်းတမဲမှာဆိုနေရှေ့ကကတူခုံကတူတကယ်တမ်းကျွန်တော်လေပလက်တက်ရှက်တက်ဟမ်ဟိုငပြင်းမဟိုမီးတဲ့ဟိုထက်တယ်မလုံးနဲ့အော်ဒီဆိုတဲ့ကောင်ကရှစ်သမားရှစ်သမားရှစ်သမားရှင်အမလေးလေးလေးငါပါဝင်များအရက်သမားချက်သမားနဲ့ဟဲ့ကိုပတ်စံနဲ့ကိုလောက်တာဘယ်သူမှထိလိုက်တာမဟုတ်ဘူးနင်တို့သမီးလို့လေတက်ရှက်တက်နဲ့ဇတ်တပင်လို့ယူပြီးဇာယူနေတာမဟုတ်ဘူးဟဲ့ငါသမီးလေးတယောက်တည်းမလို့ချစ်လုံးမှန်လို့ကြည့်ပြီးရွှဲလုံးဥထားတာဟဲ့မြစ်သားလို့ရက်သမားချက်သမားမဟုတ်ဘူးလက်ကျော်မတင်းနဲ့အစားမဟုတ်ဘူးလက်ကျော်တင်းစရာမလိုငါသားဘာမှလုပ်စရာမလိုပြည့်စုံပြီးသားနေသမီးကိုယူလို့ရှိရင်လေငါအိမ်ပေါ်ရောက်လာရင်ဖွတ်တက်တာတော့ဟောအောင်မယ်ငါသမီးကရွှဲလုံးဥထားတာမြစ်သားကလေလင်းဝတ်တရားငါမပြောနဲ့တပားတောင်ပြင်မဲ့ကောင်မျိုးဟုတ်သိရလားကျင်းစရာမလိုလိမ့်မာကြီးညသားသမီးကိုမတရားမပြောနဲ့ပညာရှင်ကိုစင်လောက်တော့မှာပဲမင်္ဂလာပွဲပြတ်တော့မယ်ပေးဒီဟမ်မနေ့ကစားတဲ့ပင်းတကူတော့ပြပြီကဲအပြောကရွာထဲဒီကွာဟိုကြမှာလွတ်လဲလို့အဲ့လိုငါမထိတ်နိုင်တော့ဘူးမြန်ခဏလေးကဲငါလူကြည့်ထားမှာကွာကဲမင်းပဲကွာဒီကိစ္စကိုဒီနေရာမှာရှင်းနေတာကောင်းတယ်ဓမ္မတယောက်တည်းနဲ့ဘာလာလုပ်နေလဲမစင်လေကွာမစင်ကိုတော့စောင့်နေတာကွာကိုစင်ကဘယ်သွားလို့လေဟိုကွာဟိုပြရသေးဆိုလားဘာဆိုလားမသိဘူးဆေးပေါ်ဖို့ဆိုပြီးတော့ဆေးမြူတူဖို့ဆိုပြီးတခါချုံနဲ့သွားလေရဲ့ဆေးမြူတူဖို့ပြရသေးဟုတ်လားဟာကျွန်တော်ကအဲ့ဆေးနေရရင်ကျွန်တော်အပိုင်ပဲဗျာ